မြန်မာနိုင်ငံမှာအခုဖြစ်ပြနေတဲ့ဘေးဆိုးကတ်ဆိုးတွေကဗျာတကယ်ပဲပရာလောကစီးပေါက်လို့ဖြစ်သွားတာလားโอเคပါကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ပတ်သက်ပြီးတော့မှ reaction လုပ်ပေးမယ်ပေါ့နော်reaction မလုပ်ခင်ပေါ့နော်ကျွန်တော်ဒီ line ပေါ်မှာကTikTok တစ်ခွင်မှာပေါ့နော်အချို့ဆရာတွေအနေနဲ့ပေါ့နော်မြန်မာနိုင်ငံမှာဒီလိုမျိုးငလင်ဖြစ်တဲ့လူအသေးပြောက်တွေများခဲ့တယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါကပရာလောကစီးပေါက်သွားတယ်ဆိုပြီးတော့မှline ပေါ်မှာအချို့ဘေးရင်းဆရာတွေနဲ့ပြောနေကြတာတွေပေါ့နော်အဲ့ဒီအပေါ်မှာကျွန်တော်ပြန်ပြီးတော့မှ sharing လုပ်ပေးမယ် sharing လုပ်ခင်ပေါ့နော်ကျွန်တော်တို့ပရာလောကစီးဘာကြောင့်ပေါက်တယ်လဲဘာကြောင့်ပေါက်သွားတယ်လို့ဒီဗီဒီယိုဆရာတွေပြောရတာလဲဆိုရင်ကျွန်တော်တို့တစ်ချက်ဒီဗီဒီယိုပြပေးမယ်เนาะဒီမှာကြည့်ကြရင်ဒါကတော့ကျွန်တော်တို့တွေအားလုံးပဲသိကြမယ်လို့ထင်ပါတယ်ဗျဘာလို့လဲဆိုတော့လွန်ခဲ့တဲ့လပိုင်းတွေလောက်ကဗျပဲခူးမှာလာမလို့ပဲခူးတိုင်းထဲမှာလာမလို့ဗျရွာတွေကမှာဒါမျိုးပေါ့နော်ဘာမှအောက်ကလူမရှိဘဲနဲ့တရေကလေးတရေတွေကိုတင်ငန်းစီးပြီးတဲ့သဘောမျိုးပေါ့နော်အဲ့ဒီဗီဒီယိုကလည်းအဲ့ဒီတုန်းကစတက်လာပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုမှဝေဖန်မှုတွေများခဲ့တယ်ပေါ့နော်ဟိုမှာဆိုကျွန်တော်ဒီလိုမျိုးရုပ်ထုတွေထားပြီးတော့မှဒါကလေးတရေတွေပေါ့နော်ကလေးတရေတွေကိုပရာလောကသားတွေကိုတင်ငန်းစီးပေးတာပေါ့နော်ဒါလည်းကျွန်တော်တို့မလုပ်တဲ့အလုပ်ပါဗျဘာလို့လဲဆိုတော့ဗောနော်ကိုရင်ဝတ်တယ်ဆိုတာကကျွန်တော်တို့တရဏဂုံ၃ပါးကိုတီနိုင်မှအရိယာကကိုရင်မြောက်တာကိုရင်မှာလည်းကျွန်တော်တို့ကိုရင်တိတ်ခါနဲ့ကိုရင်ရှိတယ်လို့ဦးစင်းနေမှာလည်းဦးစင်းတိတ်ခါနဲ့ဦးစင်းနေရှိကြတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့ဒီမဆိုင်တဲ့ပရာလောကသားတွေကိုဒါမျိုးတွေတင်ငန်းစီးပေးတာကနေပြီးတော့မှတဲ့အရှိုးဆရာတွေဘေးရင်ဆရာတွေပြောကြတာဗောနော်မြန်မာပြည်မှာဒီလိုမျိုးငလင်လောက်ထားတွေတို့ဒါမျိုးလူအသေးပြောင်များတာတွေဗောနော်ပရာလောကသားတွေစီးပေါက်သွားတဲ့အတွက်ဒီလိုမျိုးလူပုံတွေကိုဝင်လာတဲ့သဘောမျိုးဖြစ်သွားတယ်ဆိုပြီးတော့မှသူတို့ကနှိုင်းချင်ပြီးတော့မှပြောပြသေးတာဗောနော်โอเคပါဒါတော့ဒီမှာကျွန်တော်တင်ငန်းစီးပေးနေတာဗောနော်ဒါလေးကိုကျွန်တော်ဒီတစ်ချက်လောက်ကြည့်ကြည့်မယ်ကြည့်ကြည့်ပြီးကျွန်တော်ပြီးရင်ဗီဒီယိုတော့ပြမယ်ဘာလို့လဲဆိုဆရာမတစ်ယောက်လောက်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဘာမှမဆိုင်မင်းနဲ့ကြည့်ရင်ဗျာခွင့်ပြုတဲ့ဦးစင်ကလည်းအဲ့ကျောင်းခွင့်ပြုတဲ့ဘုန်းကြီးကလည်းခွင့်ပြုတဲ့ဘုန်းကြီးပဲเนาะတကယ်ဘာမှသူလည်းဖះသားတော်တယောက်ပါဗျာဒါမျိုးတွေမဆိုင်တဲ့ပရာလောကသားတွေကိုတင်ငန်းစီးပေးရမယ်ဆိုတာ तू ကမသိတာလားအဲ့ဒါကိုကျွန်တော်အဓိကပြောချင်တာပေါ့နော်အဲ့ဒီလိုမျိုးတရွာလုံးအချို့လူတွေဆိုပြောနေကြပါဗောနော်သူတို့ဒါဥက္ခရာဖြစ်ရင်တရွာလုံးကိုဗာလဲဟိုတရားစွဲပြင်မယ်တို့ထောင်ချပြင်မယ်တို့ဘာတို့ဗောနော်ကြည့်ပါဦးအဲ့ဒါဖုန်းကြီးနေဗျာဖုန်းကြီးနေရလဲတာမျိုးပရာလောကသားတွေကိုတင်ငန်းစီးပေးတယ်စဉ်းစားလို့မရအောင်နော်ကျွန်တော်ရိုင်းပြောရင်ဖုန်းကြီးနေကငွေမျက်နှာပဲကြီးတဲ့သဘောမျိုးဖြစ်နေတယ်ဗျာနော်ဘာမှမဆိုင်တဲ့ရုပ်ထုတွေကိုတော့ပြီးတင်ငန်းစီးပြီးနေတကယ်မြန်မာပြည်ကနော်ဆောက်ယူတွေကြီးပဲနေတဲ့နိုင်ငံပြောတော့လည်းမကောင်းဖြစ်အောင်ပဲနော်โอเคပါနောက်ထပ်ကျွန်တော်ဗီဒီယိုတစ်ပုတ်ပြမယ်ဗောနော်ဒီဘက်မှာဒါတော့သူကကျမတို့လောကမှာလေပေါက်တော့တာလားဆိုတော့ချင်းပြတာဗောနော်ဒီချက်လောက်နားထောင်နောက်ပြီးတော့ကျမတို့ဖះရှိခိုးတဲ့ခါမှာလည်းမြင်အပ်မမြင်အပ်တော့တတ္တဝါအလုံးကျမ်းပါပါစေဆိုတာမြင်တာပို့ကြတယ်မလားအဲ့မှာတွေကမမြင်တော့မမြင်အပ်ပါဘူးဆိုတဲ့တတ္တဝါကိုဟိုသွားပြီးတော့တဒန်းလေးလိုတွေရှင်ပြီးတော့သွားလုတ်လိုက်တယ်ဟိုကဘယ်လိုတွေဖြစ်မလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ပြီးတော့ဒါနဲ့ဆက်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အခုချိန်မှာဟိုအသေးပြောက်များတာကဘယ်သူတွေဖြစ်မလဲရဟန်းတန်ဃာတွေဟလာပြန်လွန်တော်မူကြတယ်နောက်ကလေးတွေနော်ဘာပြည့်မှမရှိဘူးဖြစ်တာတွေ့လားအဲ့တော့ဟိုလှုပ်လိုက်တာလည်းဘသူတွေကိုလှုပ်လိုက်တာလဲစဉ်းစားကြည့်လေကလေးတရေတွေကိုရှင်ပြုတ်ပေးတာဆိုတော့ဒီဖြစ်ရနှစ်ခုကိုတေချာပြန်စဉ်းစားကြည့်လို့ရှိရင်အနည်းဆုံးက80%လောက်ကတိုက်ဆိုင်တယ်ဒါကြောင့်ဆိုတာပေါ့နော်ပြီးတော့ဝေမာနိကဘုံဆိုတာကလေလူဘုံထက်နေတယ်နော်အဲ့တော့ဟိုလူမာတော်မှကျမတို့ရှင်ပြုတ်တဲ့အခါမျိုးမှာစီကန့်ချက်တွေရှိတယ်လေဒီလူဒီကိုလက်အင်ကပြည့်စုံလားယောက်ျားလေးဖြစ်ရမယ်တရဏဂုံဒီနိုင်စွမ်းရှိလားနော်ဟိုဖျားရှင်လက်ထက်မှာတော့မှဒီနဂါမင်းကရှင်ပြုတ်ကျင်တာတော့မှသူကဟိုနဂါမင်းဆိုတရိษံပေါ့နော်ဒါဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူရှင်ပြုတ်ခွင့်မပေးတာမျိုးတွေပေါ့နော်ရှင်ပြုတ်တော့မဲ့ရှင်လောင်းတယောက်တည်းလေယောက်ျားလေးတယောက်တည်းရှင်ပြုတ်ပြီးပြီဆိုရင်ပေါ့နော်ဒီယောက်ျားလေးရဲ့ဖုံးကန်ကအရမ်းမြင့်သွားတတ်တယ်အဲ့တော့စဉ်းစားကြည့်ပေါ့နော်ဒီလိုနာနာဘဝဝေမာနိကပုံကဟာကိုခါတွေကိုဟိုရှင်ပြုတ်ပေးလိုက်တယ်ဆိုတဲ့ဟိုကဟိုသူတို့တတ်မဲ့ဟိုဘယ်လိုလဲလူတွေထက်ဟိုပါဝါမြင့်အောင်လို့ပါဝါတွေသွားပြီးတိုးပေးလိုက်တယ်လို့ဖြစ်တာပေါ့နော်ပရာလောကစီပေါက်တဲ့ကိစ္စမှာပြန်ပိတ်ဖို့လိုလားဆိုလို့တယ်သူတို့ဒီလောက်ခဲ့တဲ့ဒီတကယ်စစ်မြစ်ပေါ့နော်ဒီကိစ္စကိုခိုင်းတဲ့သူစီကိုသွားပြီးတော့သူတို့စီက data တွေယူပြီးသွားလို့ရှိရင်ဆရာသမားဒီတယောက်ယောက်နေပေါ့နော်တကယ်ထက်မြက်တဲ့ဆရာသမားတယောက်ယောက်နေခေါ်ပြီးတော့သူတို့ပြန်ညှိရမယ့်ကိစ္စတွေနည်းနည်းဖာထိရမယ့်ကိစ္စတွေရှိတယ်အဲ့လိုမျိုးတွေကိုသူတို့ပြန်လုပ်ပြီးတော့ပြန်ဒါပိတ်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့လူတွေအနေနဲ့ကတော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တရဏဂုံ၃ပါးပဋ္ဌာန်းမဟာသမယတုတ်တို့အာတနာတိယတုတ်တို့ပေါ့နော်ကိုကြိုက်တဲ့ဟာကိုအကုန်ရွတ်ပြီးတော့အကုန်ကာကြပါပြီးတော့တားကြီးငါးကြီးစားတာမျိုးတွေနည်းနည်းရှောင်ပြီးအဓိကတော့အမဲသားပေါ့နော်အမဲသားဆိုတာအမှောင်စားအမှောင်လောကစိုက်တဲ့အစာပေါ့နော်ပြီးတော့အဓိကအဋ္ဌံတွေဝင်ပတိရေစိတ်ငါးပါးတီလာလုံအောင်နေပြီးတော့ကျမအဲ့လိုပြောရင်လည်းတချို့ကလေကန့်လန့်တိုက်ပြီးလာပြောမယ်တဲ့တန်ဃာတော်တွေကဘာပြစ်ရှိလို့လူမျိုးသိရတယ်သူတို့ဆိုလို့ရှိရင်တို့ထက်တောင်ဖျားတရားလုပ်တယ်လို့ပါဆိုကျမပြောပြမယ်နော်လူဆိုတာကံအကြောင်းတရားဆိုတာရှိတယ်ဘဝအဆက်ဆက်ကနေပြီးတော့လှုပ်လာတဲ့ကံတွေဆိုတာကကျမတို့မြင်ရတာမဟုတ်ဒါတွေလည်းကြွာသေးရဲ့ရှင်ကျေးဇူးပါ
โอเคဒါကတော့ line ပေါ်မှာပေါ့နော်ဗီဒီဆရာလားကျွန်တော်ရဲ့ထက်လန်းဆရာမလားမသိဘူးရတယောက်ပြောနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှရှင်းပြထားတာပေါ့နော်သူစောနာကပြောခဲ့သလိုပဲဒါကပရာလောကစီးပေါက်သွားတဲ့အတွက်ပေါ့နော်မြန်မာပြည်မှာဒီလိုမျိုးငလင်လောက်တယ်ဒါမျိုးတွေကျွန်တော်တို့လူအသေးပြောင်များတယ်ဆိုပြီးတော့မှပြောတာပေါ့နော်သူတယောက်တည်းမှမဟုတ်ဘူးဒီဆရာမတယောက်တည်းမှမဟုတ်ပဲ line ပေါ်မှာအချို့ဆရာတွေများစွာလဲဗျာဒါမျိုးပရာလောကစီးပေါက်သွားတယ်ဆိုပြီးတော့မှပြောနေတာတွေလည်းရှိတယ်ပေါ့နော်အဲ့မှာသူတို့ကတော့ဒါကတော့ကျွန်တော်လည်းသူတို့ဘိုင်းနေတော့နားမလဲဘူးဟုတ်လားမဟုတ်လားတော့ကျွန်တော်မပြောတတ်ဘူးအဓိကကျွန်တော်ကပြောချင်တာလေးပေါ့နော်ဒီလိုဆရာတွေကိုပေါ့နော်ကျွန်တော်တောင်းဆိုချင်တာလေးတစ်ခုရှိတယ်ဗျဘာလို့လဲဆိုတော့ဒီရှင်ကဗျာပြည်သူတွေအနေနဲ့ဒုက္ခရောက်နေတဲ့အချိန်မှာဗျာခင်ဗျားတို့အနေနဲ့ပေါ့နော်အဲ့လိုမျိုးပြောတယ်ဆိုလဲပြောပေါ့ဒါပေမဲ့တုံသိအောင်တော့ပဲပြောတာအကြီးဟိုလိုမျိုးရှောက်လန့်ပြီးပြောတာအချို့ဆရာတွေဆိုရင်ပိုဆိုးတယ်ဗျာဗလာတော့ကစီးပေါက်တယ်မြို့တဲကိုဘလူးတွေဝင်လာတော့မယ်တရေတွေဝင်လာတော့မယ်အစိမ့်သေးတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့တောင်းကြမ်းတော့မယ်ဗောလူသားတွေကိုစားတော့မယ်တတ်တော့မယ်အဲ့လိုမျိုးတွေကပြောတာဗျာအဲ့လုံးဝဆုံးနေအကြက်တော့ဗျာကျွန်တော်တို့ပြည်သူတွေအနေနဲ့ဗျာဒီမှာမှငလင်တန်းပြိုလို့မှဒုက္ခတွေရောက်ပြီးတော့မှစိတ်ဒုက္ခတွေရောက်နေပါတယ်ဆိုတော့မှသူတို့ပြောတဲ့စကားတွေကိုကြားပြီးတော့မှဟိုမှာပို့ပြီးတော့မှဒုက္ခတွေတော့ပိုများသွားတယ်ဗျာသူတို့အနေနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာကဒါမျိုးငလင်မဖြစ်ခင်တည်းကပြောလိုက်ပါလားဒါဆိုရင်တော့ပရာလောကစီပေါက်သွားပြီပေါက်သွားတဲ့ကျွန်တော်မြန်မာပြည်မှာဆိုးကျိုးတွေဖြစ်လာတော့မယ်ဆိုသူတို့ပြောခဲ့ပါလားအဲ့တုန်းကတော့ကျွန်တော်တို့ဘယ်ဆရာမှတက်တော့ပေါ်မှာမတက်ဘူးเนาะမလုပ်ဘူးကျွန်တော်အဓိကပြောချင်တာကအချို့ဆရာတွေအနေနဲ့တော့တကယ်သိလို့ပြောတယ်အချို့ဆရာတွေအနေနဲ့ကတော့ဘာမှမသိဘဲနဲ့တက်ရောက်မှပြောတယ် live follower တွေရှာပြီးတော့မှကျွန်တော်တို့ follow များအောင်လုပ်တယ်လူသိများအောင်လုပ်တယ်ဒါပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုဘာမှမဟုတ်မမှန်နေပြောပြီးတော့မှရှောက်လန့်တယ်ပြည်သူတွေအနေနဲ့အခုဆိုရင်ကြောက်လန့်ပြီးတော့မှဗျာအချို့ဆိုရင်တကယ်ပဲပရာလောကစီပေါက်သွားတယ်ထင်ပြီးတော့မှဗျာဘယ်လိုလုပ်ရမလဲတို့ဘာညာလုပ်ရမလဲတို့မေးကြတယ်ဗောနော်အဓိကကကျွန်တော်တို့အနေနဲ့တရတော်ကုံ၃ပါးကိုအမြဲရွတ်ပြီး၅ပါးတိလာလုံရင်ကိုကျွန်တော်တို့ရပြီဗောနော်ဖရာတရားလေးအမြဲလုပ်ပြီးရင်ကိုအတွက်ဒါကကိုဘယ်လိုပြောရမလဲဆိုတော့ဗျာကျွန်တော်တို့အနေနဲ့တေးချိန်တန်လို့ပဲတည်တယ်လို့ပဲတတ်မှတ်မှာပေါ့နော်ဘာလို့လဲဆိုတော့ကိုကအတိတ်ဘဝလောက်ခဲ့တဲ့ကုသိုလ်ကံတွေပေါ့ခင်ဗျားတို့ကျွန်တော်တို့အခုချိန်မှာဒီငလင်ဆိုကြီးထဲမှာမပါတော့ဆိုပေမဲ့ကျွန်တော်တို့နောက်ဖြစ်လာမယ်ဒီတဘာဝဘေးရန်တွေမှာဘယ်ဘေးထဲမှာကျွန်တော်တို့ပါပြီးတော့မှတည်သွားမလဲပြောလို့မရဘူးဗျာလူဆိုတာကဒါကကျွန်တော်တို့မပါသေးဘူးဆိုတာကကျွန်တော်တို့အတွက်ကုသိုလ်ကံလှုပ်ချိန်တန်သေးတဲ့အတွက်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကုသိုလ်တွေအများကြီးလှုပ်ချိန်တန်သေးတဲ့အတွက်ကျွန်တော်တို့ဒါမျိုးတွေကိုမပါတော့တဲ့သဘောမျိုးပဲဒါကြောင့်မလို့ကိုယ့်ရဲ့တေကံလေးမကုံခင်လေးမှာပေါ့နော်ကုသိုလ်တွေလေးများလွန်းလှုပ်ပြီးတော့မှဖရာတရားလေးများများလှုပ်ကြပါလို့ပြောရင်လည်းအချို့ဆရာတွေကိုလည်းတောင်းပန်ချင်တာပေါ့နော်ပရာလောကဇီးပေါက်တယ်ဘာညာတွေတို့မပြောကြပါနဲ့လို့နော်ဒီခင်ဗျားတို့အနေနဲ့အခုကြည့်ရှုနေတဲ့လူတွေအနေနဲ့လည်းဘာမှခေါင်းထဲကိုမထည့်ဘဲနဲ့ပေါ့နော်ကိုလုံးဆရာကြီးတာလေးကိုဆက်လုပ်ပါသူပရာလောကစီးမပေါက်လို့ဘာစီးပေါက်ပေါ့နော်အချို့လူတွေကြတော့လေဗျာတချို့မှာဟောတော့ပရာလောကစီးရပါတော့နဲ့တနေ့ကို2ကြိမ်ပေါက်တာလားတဲ့မနေ့တစ်ကြိမ်ညတစ်ကြိမ်စီးပေါက်တာမလွယ်ဘူးအဲ့လိုမျိုးတွေဟာတာအနေနဲ့လည်းပြောကြတယ်ပေါ့နော်โอเคပါအဲ့ဒါကြောင့်မလို့ပြောတော့ line ပေါ်မှာကျွန်တော်တို့တွေကတခုခုဆိုရင်အချို့ဆရာတွေအနေနဲ့ကတက်အောင်ကပြောနေတာတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မလို့အယုံကြည်မရှိဘဲနဲ့ကိုကဖရားတရားလေးပဲများများလုပ်ကြပါလို့ပြောရင်ဒီလို file လေးကတလောက်ပါပဲဗျအဲ့ဒီဆရာတွေကိုပြောချင်ပါတယ်ပေါ့နော်ဘာမှမသိဘဲနဲ့တက်အောင်မနေမပြောကြပါနဲ့လို့